ဝါရေးသားထားတဲ့ရွှေရောင်နှစ်သစ်ဆိုတဲ့တခြင်းလေးနဲ့ရှင်ပြိုင်ခြင်းပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီမှာအားပေးနေတဲ့ပရိသတ်တွေရောဒိုင်သူကြီးမင်းတွေရောအခုမြန်မာစတားအစီအစဉ်တိုင်းရိပ်ထုံးလေးတင်ဆက်မှုကို online ကနေပြီးတော့အားပေးနေတဲ့ပရိသတ်များအားလုံးရဲ့နှစ်သက်သဘောကျခြင်းတွေကိုအပြည့်အဝသိမ့်ပိုက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် good luck ပါကျေးဇူးတင်ပါတယ်တောက်တွေဝေးတဲ့တကူလာလေးရောက်ရင်ကွယ်ကျုံဆုံမဲနေဦးတင်ကြံပွဲဂိမ်းမရဲ့လောကရှိခွင်အလားရီစင်ပေးတဲ့ဒီလေးအိတ်တဲ့ဒီလုံးချင်းလေးဝဲThe jelly the dwaligo we see the baby silly the chain you way the local to see our three do you day go you day little lonely day The day the long gully go eon passing by silly the day lead away ba ba da ba da ba 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 da ba da ba 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 da ba da ba da ba The jelly the dwaligo we see the baby how silly the thing you way the local to see our we take going day a going day little lonely dayချိန်မဝင်တန်းနေဖြစ်ပါတယ်ညီမလေးရဲ့သချင်းဆိုတာကောင်းလိုက်တာအရန်နောက်ထောင်လုံးကောင်းတာပဲဒါပေမဲ့ဒီနေ့သချင်းတော့အရန်ကြိုက်တယ်အခုရှင်တော့ညီမလေးကိုယ့်ရဲ့ identity မပြောက်ဖဲနဲ့ကိုယ့်ရဲ့ fashion တွေကိုတတိထားဖို့အတွက်ကိုပြောလိုက်တယ်ဆိုပေမဲ့ round time မှာပုံစံပြောင်းလာပြီးတော့ရဲဝုန်းပေါ့နော်ကြိုက်ရလားဒီနေ့ fashion ကိုကြိုက်ပါတယ်သူစကြိုက်လာပြီသူအမျိုးသမီးဆက်ဆံသူလှချင်လာပြီဘာလို့လဲဆိုတော့လှချင်လာပြီအခုခံစားနေရတယ်အဲ့ဒါကိုခံစားနေရလို့ဒီစကားလေးကိုပြောတာပါအခုဆိုလို့ရှိရင်ညီမလေးthe channel live ဖအောင်ပေါ့နော်ညီမလေးဝတ်ထားတယ်ပြီးတော့တစ်ခုကshape ပေါ့နော်ဒီပန်းလေးနဲ့ပေါ်ထားတဲ့အချိန်မှာအခုတောက်လျှောက်ကြည့်နေမျိုးလုံးနဲ့အထောင်မြင်တာကိုဆိုတော့တယောက်စင်မြင့်ထက်မှာ performance လုပ်တဲ့အခါမှာအခုတို့စင်အောက်ကနေပြီးတော့အစိုးတယောက်ရဲ့အတန်း
ခေါင်းစားခြေဆုံးအခုတို့ခန်းစားနားဆင်နေတယ်လို့တခါတလေအခုတို့မျိုးလုံးနဲ့ကြည့်နေရလေအခုကခေါင်းစားခြေဆုံးညီမလေးတို့ရဲ့ fashion ကိုပါအခုတို့ကခန်းစားနေရတာ哦တခါတလေအဲ့ fashion မှာဒီသချင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခန်းစားချက်တွေအကုန်လုံးစကားလုံးတွေအများကြီးပြောနေတာ哦ဟိုတကယ်လို့ကိုကအဲ့ဒီပန်းနဲ့ကပ်ပြီးတော့အဲ့လိုမျိုးဝတ်မယ်ဆိုလို့ရှိရင်သူကဒီရဲ့ style ကခန္ဓာကိုယ်ရှိကိုတော်အောင်ပြန်ဖော်ထားတယ်နော် right ပြန်ဖော်ထားတာဆိုတော့အကုန်မြင်တဲ့အခါမှာအမြဲတမ်းတတိထားပါအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ performer ဖြစ်သွားပြီဆိုလို့ရှိရင် stick center ထဲမှာစိုးပြီဆိုလို့ရှိရင်အခုကတဲ့ပဲမမြင်အောင်အခုကလှည့်ပြီးတော့ဆိုတာဆိုတဲ့အခါမှာခန္ဓာကိုယ်ရဲ့ကောက်ကြောင်းကိုရှိတ်လိုက်လုပ်ပြီးဟေ့ဆိုလို့ရှိရင်သူကအစရှိလို့ရှိရင်အဆုံးသက်ပြန်သွားတဲ့ဘိုင်းနေရှိတယ်ဒုံးတိပြန်မဖြတ်ပြအောင် idea အရန်ကောင်းတယ်အရန်စူးစမ်းတာတွေ့တယ်အဲ့ဒီတစ်ခုလေးဖြည့်ဖို့လိုတယ်အခုပြောချင်တာရှေ့လျှောက်အစရောတယောက် performer တယောက်ကိုလုပ်ပြီးဟေ့ဆိုလို့ရှိရင်ဝစ်စုံကိုခေါင်းစားအခြေဆုံးလှည့်လိုက်တဲ့အပိုင်းကိုပါစဉ်းစားပေးပါဘာပဲပြောအကောင်းဆုံးစူးစမ်းပေးပြီးတော့ဒီနေ့ရဲ့အတန်နဲ့စိုးထားတဲ့သချင်းဟာညီမလေးရဲ့အခုတော့ဝေဖန်စရာစကားမရှိပါဘူးအရန်ကောင်းပါတယ်ကျေးဇူးအများကြီးပဲတင် ကျေးဇူးတင်ပါတယ်ကို ဟုတ်ကဲ့ so ချစ်ငယ်ရဲ့မှတ်ချက်လေးလဲကြားပြရစီရှင် နန်းနီလေးကတော့နန်းနီပဲသူဘာဆိုဆိုသူ့တချင်းလေးတွေဖြစ်သွားတာပဲနော်အဲ့ဒါလေသမီးရဲ့တကယ်ပါရမီကောင်းလို့ခေါ်ရမှာပေါ့နော်နောက်သမီးလည်းခုနလိုပဲအဆိုပါဝရတယ်သိလားနော်ဘလို့ဆိုရမလဲဆိုတော့အရင်နဲ့တာပဲဘယ်မှာဘလို့အတန်းလေးကစားလို့ဘလို့ထိတ်လိုက်မယ်ဘလို့ online မလဲဆိုတာလေးကိုသမီးက technique ကိုသမီးကသိနေတာနော်ခုနတီးသွားတဲ့ extreme jets လေးကလေသမီးရဲ့အတန်းလေးကိုလိုက်နေတာနော်သမီးဆိုတာလေးနဲ့သူတို့တီးတာလေးကလေအရင် match ဖြစ်နေတယ်ဆိုတော့နားထောင်ရတာအရင်ကောင်းတယ်ကွယ်ဆိုတော့နန်းနီလေးကတကယ်ဘာမှသမီးဂုံတွေပေါ်ပြမနေတော့ဘူးပြည်သက်ကတိမှာပဲเนาะပြည်သက်ကတိမှာပဲအဲ့တော့ချင်းပြင်းမြောက်စားတဲ့သူကိုမြောက်စားခြင်းဟာမင်္ဂလာတစ်ပါးပါပဲလို့ပဲချစ်ကပြောချင်တယ်နော် ကျေးဇူးတင်ပါတယ်ချစ်ငယ် ဆရာရဲ့မှတ်ချက်လေးကြားပြရစီရှင် တချင်းကဘယ်လိုရွေးပေးတာလဲ တချင်းကသမီးကြိုက်လို့ပါဟာ original ဘယ်လိုဆိုတာလဲမသိဘူး ကိုစောပိုင်ရဲ့တချင်းဆိုတဲ့ဗီဒီယိုလေးကိုပဲမြင်ညမ်းပြီးတော့ဆိုထားတာပါ ဒီ music ကကျွန်တော်အရင်ဟိုငယ်ငယ်လေးကကြိုက်တဲ့ music ပေါ့နော်အဲ့ဒါလေးကိုဆိုလိုက်တော့တချင်းရဲ့အရသာအမျိုးမျိုးအခုနဒီကျော်ဦးတို့ရှေယာမုံမြက်ချေတို့ခြေကေတို့ဆိုသွားတဲ့ဒီရိုးရ line လေးကတစ် line ရှိတယ်ပြီးတော့ဒီဘက်ဝေပီနော်ဝေပီအခုသမီးဒါတော့ဒီကျွန်တော်တို့ဒီဘုံတန်ပိုင်းနဲ့တချံကြတဲ့ပုံလေးပေါ့နော်ကိုကပဲဒီ music ကိုကြိုက်လို့လားမသိသမီးဒီချင်းဆိုလိုက်တဲ့အချိန်မှာရှေ့ပိုင်းတော့တိတ်နားမဆွဲတယ်လို့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့သူက jazz music ဆိုရင်ဆွဲတင်သွားတာလေပြီးတော့အဆုံးတွေ note တွေအဲ့လိုတင်သွားတာထူတော့တော်တော်လေးဒီတချင်းလေးအပေါ်ကတချင်းထဲမှာကောင်းချင်းတွေအများကြီးရှိတယ်အဲ့ဒီကောင်းချင်းတွေပေါ်အောင်နန်းနေလဲဆိုနိုင်တယ်နော်ကချင်းအများကြီးကျေးဇူးတင်ပါတယ်လူတချင်းလေးဒီလိုပုံပေါ်အောင်လုပ်ပေးကြတဲ့အတွက်နဲ့သမီးကိုလည်းဗုဒ္ဓင်တွေအများကြီးပေးကြပါလို့နော် ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင်